ပဲခူးတိုင်းဒေသကြီးနတ်တလင်းမြို့နယ်စံကြီးလောက်ရွာနေရေလေမာတင်နှမ်းမှာတပည့်ဖြစ်သူမမေတုခနဲ့အတူကလေးများလိမ်မာစေဖို့ဒီကနေ့ကလေးအပိုင်းဘယ်လောက်လဲ7ပါဗျာအပိုင်း7ဟုတ်ပါနော်ဒီမှာဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကတဲ့သာဝတိပြည်ဇေတဝန်ကျောင်းတော်မှာတရင်သုံးနေတော်မူတဲ့အချိန်ဘုရားသက်ရှိထင်ရှားရှိတော်ကကြားဘူးတယ်မလားတာဝတိပြည်မှာဇေတဝန်ကျောင်းကြီးရဲ့တကားဟာအနာရပင်တထေးကြီးဆိုတာကြားပါဗျာအဲ့နာရပင်တထေးကြီးကဒိဋ္ဌိတပည့်900ခေါ်ပြီးတော့ဘုရားရှင်စီလာလှူစရာတန်းစရာတွေလှူမြတ်စွာဘုရားကတရားတွေပါတယ်ဟောတော့အဲ့ဒိဋ္ဌိတွေကတခါတည်းဘုရားတပည့်အဖြစ်သူတို့ခံယူကြအဲ့ဒါလည်းဘုရားတပည့်အဖြစ်ခံယူတရားတွေပါတယ်နာပြီးတော့နေ့တိုင်းနာရပင်တထေးကြီးနဲ့တရားနာလာကြတခါကျတော့မြတ်စွာဘုရားကတာဝတိရနဲ့ရာဇကြိုပြည်ကိုကြွသွားတယ်ဘုရားတနေရာတဲ့အကြာကြီးမနေဘူးနော်ဒီနောက်ပိုင်းတတ်တော်ဝါတော်ကြီးမှတတ်တော်90နောက်မှနေတာအစပိုင်းအဲ့လိုမနေဘူးဘုရားရှင်ကိုရောမြတ်ကအလင်းအသင့်တယ်လို့ကြွအဲ့ဒါလိုကြွသွားတဲ့အချိန်တာဝတိမှာဘုရားရှင်မရှိတော့တဲ့အခါကျတော့အဲ့ဒိဋ္ဌိတပည့်900ဟာစိတ်ကမတည်မြဲဘူးနော်သူများတိုက်တွန်းလို့လောက်ရတယ်အဲ့ဒါပြောတာသဘောဟုတ်လားသူများတိုက်တွန်းလို့ပဲဖြစ်ကိုယ့်အကိုတွေးပြီးတော့ပဲလုပ်ငန်းတစ်ခုဟာကိုယ်တိုင်မှန်ကန်တဲ့အကျိုးရှိတယ်လို့ယုံကြည်လက်ခံလာနိုင်မှသာလေအောင်မြင်တာဟုတ်လားကလေးဟုတ်ပါဗျာတကယ်မှန်ကန်တဲ့လမ်းကြောင်းမို့တကယ်ရောက်နိုင်တာနော်သူများခိုင်းတော့လုပ်လိုက်တယ်ကိုယ်တိုင်ယုံကြည်မှုတော့မရှိဘူးဆိုရင်မအောင်မြင်နိုင်ဘူးအချိန်ပေးကြောင်းလဲသွားတယ်ကိုယ်တိုင်တော့လှုပ်ထားပဲဒါယုံကြည်ချက်မရှိဘူးသူများလို့လိုက်လုပ်တယ်ကြားဘူးနာဝါရှိလို့ကောင်းမယ်ထင်လို့လုပ်တယ်ဆိုတာမျိုးလည်းပျက်စီးတတ်ပြန်တယ်ဟုတ်လားဒီမှာလုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါမှာကိုယ်တိုင်ပဲလုပ်လို့သူများခန့်လို့ပဲလုပ်လို့မှန်ရောမှန်ရလားငါကိုယ်တိုင်ရောအောင်မြင်အောင်လုပ်နိုင်ရလားအကျိုးရောရှိရလားအဲ့ဒါလိုတွေးပြီးတော့ကိုယ်တိုင်ယုံကြည်စိတ်ချပြီးတော့ဆုံးဖြတ်ချက်နဲ့လုပ်မှသာခိုင်မြဲအောင်မြင်နိုင်တယ်ဒီဒိဋ္ဌိတွေအဲ့လိုမဟုတ်ဘူးအနာရမေတထေးကြီးအစွဲကောင်းတာနဲ့သူတို့ကပါလာဟုတ်လားဒီမှာဖယားလည်းမရှိရောတခါတည်းသူတို့ဘာသာပြောင်းတယ်သူတို့ငကိုကိုးွယ်စိတ်ကတဲ့ဒိဋ္ဌိဆရာကြီးတွေကပြန်ပြီးကိုးွယ်ကြပြန်ရောအဲ့ဒါနဲ့မြတ်စွာဘုရားတာဝတိပြန်တော့တခါဖယားနဲ့တာဝတိပြန်ရောက်ပြီဆိုတာနာရမေတထေးကြီးကချမ်းသာတာကိုချမ်းသာတော့သူတို့ကတထေးကြီးမျက်နှာနဲ့တခါအာနာပြီးလိုက်လာပြန်ရောတခါဖယားတပည့်ပြန်ဖြစ်ပြန်ရောအဲ့ဒီကြတော့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကကိုးွယ်ရာအားကိုးရာလွဲမှားရင်ဘေးဖြစ်တတ်တဲ့အကြောင်းကိုမြတ်စွာဘုရားဇတ်တော်တို့ဟောပြရှေ့လွန်လေပြီးတော့ကာတိတိုင်းဗာရဏသီပြည်မှာဗြဟ္မတမင်းမင်းပြုတဲ့အချိန်ဘုရားလောက်ဟာလဲကုံတယ်မျိုးရိုးမှာဖြစ်ပြီးတော့ကုံတယ်မှုတရားသူ့ကိုဆရာတင်ခေါင်းဆောင်တင်ပြီးအားကိုးယုံကြည်ပြီးတော့အရက်တကတိုင်းတကနယ်တကလှည့်လည်ပြီးကုံရောကုံဝယ်လုပ်ကြတဲ့အဲ့ဒါကုံတယ်တွေကလည်း900ရှိတယ်အယောက်900မဟုတ်လဲ900လဲတစ်စီးရမိသားစုတစုပဲဟုတ်လားသူတို့ခေတ်ကနော်ဒီမှာဈေးတယ်ပေါ့နော်ဈေးတယ်ကုံရောကုံဝယ်လုပ်တဲ့ကုံတယ်တယောက်ပဲဘုရားလောကအဲ့မှာကုံတယ်မှုတယောက်ခေါင်းဆောင်တယောက်အဲ့ဗာရဏသီပြည်မှာပဲနောက်ထပ်လူတယောက်ကလည်းကုံတယ်ခေါင်းဆောင်ပဲသူလည်းပဲသူဟာနဲ့တူတယ်နော်အဲ့သူကကုံတယ်နဲ့ပတ်သက်တာရောင်းရဲဝယ်တာဘာညာတွေတော့သူကျွမ်းကျင်နိုင်တဲ့သဘောတော့ရှိတယ်မရှိရင်တော့ဘယ်သူမှခေါင်းဆောင်ထားမှာမဟုတ်ဘူးပညာတတ်တိုင်းပညာရှိလို့ပြောလို့မရဘူးနော်ပညာရှိဆိုတာအကြောင်းအကျိုးဝေဖန်စဉ်းစားနိုင်မှာပညာရှိခေါ်တယ်ဟုတ်လားဒီမှာတချို့ကပညာတတ်ဘွဲရတိုင်းပညာရှိထင်တယ်မဟုတ်ပညာတတ်တယ်ဆိုတာသင်လို့တတ်တာကိုကအမှတ်ဉာဏ်ကောင်းမှဆိုရင်သင်တဲ့လူတိုင်းတတ်နိုင်တယ်ဟုတ်ရဲ့လားဒီမှာကိုယ်တိုင်အသိဉာဏ်ပညာဆိုတာကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်မှာအကြောင်းအကျိုးအမှားမှန်ကိုဝေဖန်ပိုင်းခြားတတ်တဲ့အသိရှိမှသာလေပညာရှိနိုင်တာတတ်တဲ့ပညာဆိုတာတတ်အောင်သင်တတ်တာပဲဟုတ်လားဒီမှာအဲ့မစဉ်းစားတယ်ဆိုတော့လေအဲ့တက်တဲ့ပုံမှာခြေခံစဉ်းစားရတာပေါ့လေတချို့ကတက်ပဲတက်တာမစဉ်းစားဘူးနော်စားတယ်ကြက်ထားတယ်စံပွဲတွေအောင်သားတယ်ဒါဘာမှတွေးနေတာမဟုတ်ဘူးဘာလဲစဉ်းစားထားလိုက်တော့နော်ဒီမှာလည်းပဲကုံတယ်200အရက်တစ်ပါးတခုသူတို့တခါတော့ကုံရောင်းသွားကြမယ်ဆိုတော့တူးနေတာခကြီးကတူးနေဒေသတစ်ခုတော့ပဲ2ယောက်စလုံး2ဖွဲ့စလုံးသွားဖို့ရဖြစ်လာသတင်းကြားတာပေါ့ဟာမင်းကလည်းအဲ့ဒီသွားရောက်မှာငါလည်းဒီသွားရောက်မှာအတူတူပဲ2ဖွဲ့လုံးသွားလို့မဖြစ်ဘူးရှေ့တော့ခုခေတ်လိုကားနဲ့သွားတာမို့လဲနဲ့သွားတာဆိုတော့နွားစာလူစာရေမလွယ်ဘူးပေါ့နော်ရှားပါတဲ့နေရာတည်းမလွယ်ဘူးအဲ့တအူးကနောက်ကသာတအူးကရှေ့ကသွားမှဖြစ်မယ်ဆိုတိုင်ပင်ကြတော့ခဏလက်ကုံတဲ့တယောက်ကသူကရှေ့ကသွားမယ်တဲ့ဘုရားလောင်းကအေးသွားရှေ့ရသွားတော့ဘာအကျိုးရှိတယ်လဲသူရောင်းပြတဲ့ဈေးနဲ့ရောင်းရတယ်တဲ့ဟင်းရွက်ကိုလည်းဦးဖြားခုစားတဲ့ရေလည်းပဲရေကြီးတောက်ရတယ်ကိုလိုချင်တဲ့အဖိုးနဲ့ရောင်းလို့ရတယ်ဆိုတော့အရင်သွားမယ်အေးသွားဘုရားလောင်းကလွတ်လိုက်တယ်ဘုရားလောင်းကုံတဲ့ခေါင်းဆိုပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာအကြောင်းပဲမဟုတ်ဘူးဒါအကြောင်းရှိလို့လွတ်လိုက်တာ
နာဘုရားနောက်ကသူလွတ်လိုက်ပြီးတော့နောက်ကလိုက်ရခြင်းရဲ့အကျိုးတွေလည်းရှိတယ်ဘာအကျိုးတွေရှိတော့ဆိုတော့အရှိဦးဆုံးသွားတဲ့ပုဂ္ဂိုလ်ဆိုတာလမ်းမပေါက်ဖက်နဲ့သွားတဲ့အခါကျတချို့နေရာလမ်းမရှိလမ်းထွင်ရတယ်တောရှင်းရတယ်အဲ့ဒါလိုမလား တင်မ နောက်ကလိုက်ရတဲ့လူဆိုတာသူများရှိရမောင်းသွားပြီးသားလှဲစီ900ဖြတ်မောင်းတာအေးစိနောက်ကလိုက်မောင်းသွားပြီကိုမှလမ်းထွင်စရာမလိုနံပါတ်1အကျိုးပဲနံပါတ်2စိတ်ကဟိုးဘယ်တော့မှပေါက်မှန်းမသိတဲ့မျက်အရင်တွေကိုရှေ့ကနွားတွေစားသွားတော့နောက်ကလိုက်တဲ့လူတွေကနောက်မှလိုက်တဲ့သူတွေကမျက်နှုတ်တာကိုမစားရဘူးလား စားပါဗျာ စားရတယ်အဲ့ဒါလည်းကောင်းကျိုးတစ်မျိုးရှေ့ကသွားတဲ့လူတွေရောက်တဲ့နေရာမှာဟင်းရွက်တွေအဟောင်းတွေကိုခူးသွားတဲ့ခါကျတော့အရွက်ညွန့်အနှုတ်တွေကမစားရဘူး စားပါဗျာ အေးရေမရှိရရမှာရှေ့ကသွားတဲ့လူတွေရေမရှိရင်ကိုယ်တိုင်ရေတွင်းတူးရတယ်နောက်ကလိုက်တဲ့လူကသူများတူးပြီးသားရေတွင်းအလကားမရဘူး ရပါဗျာ အေးရှေ့ကသွားတဲ့လူတွေကကုံရောင်းထွက်အောင်ဆိုဈေးတွေကနှိမ့်နေမတင်းချင်းတင်းမဲ့အဆင်ပြေလို့လုပ်ခဲ့ရတယ်နောက်ကသွားတဲ့လူကဘာမှဈေးသက်မှတ်စရာမလိုသူတို့ရောင်းတဲ့အတိုင်းရောင်းလိုက်ရုံပဲဈေးသက်မှတ်ပြီးတောင်းတယ်ဆိုတာလူတွေကသိကြိုက်တာမဟုတ်ဘူးဟုတ်လား တင်မ အေးဒါနောက်ကလိုက်ရခြင်းရဲ့အကျိုးပေါ်အဲ့ဒါနဲ့ကဲသွားဆိုအရင်လှော်ထားတယ်သူကနောက်ကလိုက်လာလိုက်တဲ့ခါကျအဲ့ပညာမဲ့တဲ့ခေါင်းဆောင်သွားတဲ့လမ်းမှာအရင်သွားတဲ့အပွဲနဲ့အဲ့မှာတဲခန္ဓာရအလဲကိုရောက်တော့ရေတွေကရှားပါတော့လူတွေကရေအိုးတွေကိုလဲပေါ်တင်းပြီးတော့ထားအဲ့မှာလေးရှော့နေပြီးကြာပန်းနေပန်းရေတွေဆူရွှဲနေတဲ့လဲစီလူ5-6ယောက်မောင်းပြီးတော့ပြည်လာကြတယ်အဲ့ကုန်းတဲ့ခေါင်းဆောင်ကမြင်တော့ဟဲ့သင်တို့တွေပဲသွားကြအောင်ကုန်းကူးမလားမင်းတို့လဲတွေကလေးလာရင်လားဘာတွေတင်ထားတာတော့အဲ့ဒါရေအိုးတွေပေါ့ဘာလို့ပါလဲကွာရှေ့မှာရေတွေပေါ်လိုက်တာမင်းတို့အလေးခံပြီးကွာခကြီးဖင်းအောင်နွားပန်းအောင်တဲနေပြီတော့သုံးပြစ်ခဲသူများပြောသမျှကိုအဟုတ်ထင်ပြီးလှုပ်တာနော်သုံးပြစ်လိုက်သုံးပြစ်ပြီးတော်တော်လေးကြာတော့ရေလည်းမတွေ့ဘူးရေမတွေ့တော့အကုန်လုံးပန်းနွားတွေလည်းရေကလူလည်းရေတောက်စရာမရှိချက်စားစရာလည်းမရှိအဲ့ဒါပင်မနွမ်းနေပြီးနားတွေညကြတော့ဘလူးလာစားသွားတယ်တယောက်မှမချင်အကုန်သေးရောလူရောနွားရောတကယ်တော့လူအစ်စ်တွေမဟုတ်ဘူးလေနော် တင်မ အေးအသိပညာမရှိတဲ့လူခေါင်းဆောင်ရင်ပေးဖြစ်တာအဲ့ဒါဒါနဲ့နောက်ဘုရားလောက်ပညာရှိလဲကုန်တဲ့ဥဆောင်တဲ့လဲအဖွဲ့လာတော့အဲ့လိုစီယုံပြန်တာပဲတွေ့တယ်ဘုရားလောက်ကကြိုပြောတာနဲ့ငါမသိပဲနဲ့မလို့ဘာမှမလုပ်နဲ့အနေရများတယ်အေးသူတပည့်သူ့လူတွေကအဲ့လိုတွေ့တဲ့အခါကျတော့တချို့ကလည်းပဲမတုံကြဘူးတချို့ကလည်းပဲတုံမယ်ပေါ့လှဲလေးတယ်ပေါ့အေးမင်းတို့တွေငါပြောမယ်မင်းတို့စဉ်းစားစားယုံရတယ်နော်စဉ်းစားယုံဟဲ့လူတွေကိုတို့တာမန်လူတွေနဲ့မတူအရေးမထွက်ဘူးမျက်လုံးနေတယ်ထိုက်တော့ဒါမင်းတို့မယုံရင်ထောင်းဒါမပြောသေးဘူးရှေ့မှာမိုးရွာတယ်ဆိုရင်ကွာတဲ့မိုးတိမ်ရဲ့မိုးနန့်လေနန့်ဟာတယူဇနာ10မိုင်လောက်ကရတယ်မိုးတိမ်တိုက်ကိုယူဇနာ30ယူဇနာ3ယူဇနာမိုင်30လောက်ကမြင်ရတယ်လျှက်စစ်မိုးကြိုးကို9ယူဇနာကမြင်ရတယ်မိုးချင်းတန်ကို2ယူဇနာကကြားရတယ်မင်းတို့ဘာမြင်တယ်လဲရှိမှာကြည်စားလက်တွေ့ဘာမှမမြင်မြင်ရ ရပါဗျာ အေးဖြစ်နိုင်ခြေကိုထည့်ပြီးတော့စဉ်းစားရတယ်သူများပြောသမျှနဲ့လမ်းမဆုံးရဘူးလို့ဘုရားလောင်းကသူ့လူတွေတချို့ကနော်အလွယ်တွေ့တဲ့ကတိကတ်တဲ့လူကလည်းရှိသေးတယ်ခေါင်းဆောင်လုပ်တယ်ဆိုအဲ့လိုလူတွေကိုဘုရားလောင်းကအဲ့လိုဆုံးပါအဲ့ဒါမင်းတို့ငါမပြောဘူးလားမင်းတို့နောက်ကျစောင့်ကြည့်နေလက်တွေ့တွေ့ရလိမ့်မယ်သူတို့အဲ့ဒါရေးဘယ်သူမှတုံမပြကြညနေလည်းအလိုချမ်းသာသာစားတော့ပြီးတော့တခါတည်းအဆောင်လျှောက်တွေနဲ့လှဲတွေပါတယ်အပြင်ကကားဟိုးတတိဝရိယရှိအားကောင်းမောင်းတဲ့ယောက်ျားတွေကဓာတ်တွေပါတယ်ကြိုင်ပြီးစောင့်ကြဟောမကြပါဘူးလာပါရောမောင်မင်းကြီးတာနော်မရဘူးဟုတ်လား တင်မ နောက်ကြတော့သူဘာလဲတွေ့တယ်ဆိုတော့ဟိုမှာခါတယ်ဟိုအရင်မိုက်မဲတဲ့ပုံကိုသေဆုံးသွားတဲ့နေရာတော့လှဲတွေပါတယ်ပစ္စည်းတွေဒီတိုင်းကြံဟောအဲ့ဒါတွေတွေ့တဲ့အခါကျတော့အဲ့လဲမှာပါတယ်ပစ္စည်းတွေတခါတည်းသူတို့ကကောင်းတဲ့ဝင်ရိုးမကောင်းတဲ့ဝင်ရိုးနဲ့လဲကောင်းတဲ့ပစ္စည်းတွေယူပြီးတော့တခါတည်းကြောက်တဲ့နေရာတော့ပစ္စည်းတွေတခါတရားတန်းကြီးရောင်းချပြီးအမျက်အစွန်းတွေရပြီးအောင်မြင်တဲ့ကုန်ကူးခရီးစဉ်တစ်ခုဖြစ်ခဲ့တယ်ပေါ့အဲ့မှာအားကိုးရယုံကြည်ရလွဲရင်ဘေးဖြစ်တတ်တယ်ဆိုအဲ့ဒါပြောတာနော်အဲ့ဒါမို့ကလေးတို့အနေနဲ့လည်းဘဝမှာယရဏသုံးပါးမိဘဆရာမှန်ကန်တဲ့ပုံကိုယ်တွေကိုယုံကြည်အားကိုးပြီးတော့အဆုံးအမကိုနာယူကြတယ်လိမ်မာကြတယ်ကလေးငယ်များဖြစ်ကြပါစေကွယ် မှန်ပါဗျာ